အကယ်၍ကဘာကြီးလည်နေတာ9စက္ကန့်လောက်ပဲရပ်သွားခဲ့ရင်ကျွန်တော်တို့ရှင်းတဲ့နေတဲ့ဒီကဘာမြေကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း4.6ဘီလီယံကတည်းကစတင်လဲပတ်ခဲ့တာပါအာကာသတွေကဖုံမုတ်တွေကြောက်ခဲတွေစူးစီးမိပြီးဖြစ်ပေါ်လာတဲ့ဒီလေပတ်မှုအားဟာအခုအချိန်မှာတော့တနအီကို1680ကီလိုမီတာတနေရာဖြင့်မိုင်1000ကျော်အချိန်နဲ့မှန်မှန်ကြီးလေပတ်နေရပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီအချိန်ကိုသတိမထားမိပဲတာယာတဲ့နေရက်တွေကိုဖျက်ဆီးနေကြတာပါဒါပေမဲ့မိတ်ဆွေစဉ်းစားကြည့်ဘူးလားဗျာတကယ်လို့များကဘာကြီးက9စက္ကန့်လောက်ပဲဘရိတ်အုပ်ပြီးရပ်သွားခဲ့မယ်ဆိုရင်ဘာဖြစ်မလဲဒါဟာရိုးရိုးရှင်းရှင်းရပ်သွားမျိုးမဟုတ်ပဲခင်မီရင်ကျေးမှုကြီးတစ်ခုလုံးကိုစက္ကန့်ပိုင်းအတွင်းပြပြသွားစေမယ်စัจ java ရာစေအိမ်မက်ဆိုတစ်ခုဖြစ်လာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကရုတ်တရက်ဘရိတ်အုပ်လိုက်သလိုရပ်သွားပေမဲ့ကဘာလီလူကြီးကတော့ရပ်မသွားပါဘူးဒါဟာအချိန်ပြင်းပြင်းမောင်းနေတဲ့ကားတစ်စီးရုတ်တရက်ဘရိတ်အုပ်လိုက်ရင်အတွင်းမှာရှိတဲ့ပစ္စည်းတွေအချိန်နဲ့အရှိတ်ကိုလွတ်ဆင်သွားသလိုမျိုးပါပဲအီကွေတာမင်းနားမှာရှိတဲ့ဒေသတွေမှာတနအီကို1680ကီလိုမီတာနှုန်းနဲ့တိုက်ခိုက်မဲ့အေယာမလေပြင်းကြီးတွေကိုကြုံတွေ့ရပါလိမ့်မယ်ဒီလေတိုက်နှုန်းဟာကမ္ဘာအပြည့်ဆုံးဟာရီကိန်းမုန်တိုင်းထက်3ဆလောက်ပိုပြင်းထန်တဲ့အတွက်အဆောက်အဦတွေတန်ကိုကွန်ကရစ်တိုင်ကြီးတွေနဲ့မြို့ပြအခြေခံအဆောက်အဦတွေအားလုံးဟာမြေပြင်ကနေအမြင့်ကနေကျွတ်ထွက်ပြီးလွင့်စင်ကုန်ပါလိမ့်မယ်လူသားတွေအနေနဲ့အာကာသထဲအထိလွင့်ထွက်သွားမှာမဟုတ်ပေမဲ့မြေပြင်ပေါ်မှာရှိသမျှအရာအလုံးဟာအယုတ်လေးတွေလိုအဝေးတနေရာကိုလွင့်စင်ပျက်စီးသွားမှာပဲဖြစ်ပါတယ်လေပြင်းတွေအပြင်နောက်ထပ်ကြောက်စရာကောင်းတာကသမုဒ္ဒရာတွေပါပဲကဘာကြီးဟာလေပတ်နေတဲ့အတွက်ဆွဲငယ်အားဟန်ချက်ကြောင့်အလဲပိုဖြစ်တဲ့အီကွေတာမှာဖောင်ကျနေပြီးပင်လယ်ရေတွေဟာအဲ့ဒီနားမှာစုဝေးနေကြမှာပါကဘာကြီးလေပတ်မှုရပ်သွားတာနဲ့တပြိုင်တည်းကဘာကြီးဟာလုံးဝတဲ့ပုံစံကိုပြောင်းသွားပြီးအီကွေတာနားကရေတွေဟာမြဝဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းစီကိုဒလဟောစီစဉ်သွားပါလိမ့်မယ်ဒါဟာကမ္ဘာသမိုင်းမှာတစ်ခါမှမမြင်ဘူးသေးတဲ့အေယာမဆူနာမီလှိုင်းကြီးတွေကိုဖြစ်ပေါ်စေမှာပါ9စက္ကန့်အကြာမှာကဘာကြီးကပုံမှန်အတိုင်းပြန်လဲပတ်တဲ့အခါအဲ့ဒီရွေတွေဟာအချိန်နဲ့နောက်ပြန်ကန်လာပြီးမြေပြင်ပေါ်မှာကျက်ရှိသမျှအပိုင်းအစတွေကိုဒုတိယအကြိမ်ထပ်မံချစ်ဖြစ်ပါလိမ့်မယ်ဒီအချိန်မှာတကဘာလုံးဟာခြေရောက်ကိုရောက်သွားသလိုခံစားရမှာဖြစ်ပြီးဘယ်ခံတက်ကမှတားဆီးနိုင်မှာမဟုတ်ပါဘူးဒီ9စက္ကန့်အတွင်းမှာကဘာပေါ်မှာရှိတဲ့လူသားအလုံးနီးပါးဟာလေပြင်းတန်ဒါမှမဟုတ်ရေလိုင်းတန်ကြောင့်အသက်ဆုံးရှုံးကြရပါလိမ့်မယ်လုံခြုံနိုင်မဲ့တခုတည်းသောနေရာကတော့ဝေရိုးစွန်းဒေသတွေပဲဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာလေတိုင်တော့အနည်းဆုံးဖြစ်ပေမဲ့လည်းမြို့ပြရင်ကျေးမှုကြီးတစ်ခုလုံးကတော့အမှန်အသားတော့ရှာမရတော့တဲ့အထိပျက်စီးသွားပြီဖြစ်ပါတယ်ပြောရရင်ဤပညာတွေစိုက်ပျိုးခင်းတွေနဲ့ကျွန်တော်တို့တိဆောက်ခဲ့သမျှအရာအလုံးဟာ9စက္ကန့်အတွင်းမှာတမိုင်းအကျွင်းကြံတွေဖြစ်သွားပါလိမ့်မယ်ဖုန်းတွေအင်တာနက်တွေလျှက်စစ်မီတွေအရာအလုံးဟာပျောက်ကွယ်သွားပြီးလူသားမျိုးတွေဟာကြောက်ခေထထောင်ပိုးဆိုးတဲ့အခြေအနေစီကိုရောက်သွားပါလိမ့်မယ်ဒီကောင်းကျုပ်အနေနဲ့ပြောရရင်ကဘာကြီးဟာနောက်ထပ်နှစ်ပေါင်းဘီလီယံနဲ့ချီပြီးဆက်လက်လက်ပတ်နေအောင်မှာဖြစ်လို့အခုလိုကဘာပြက်ကိန်းမျိုးကိုလက်တွေ့မှာဆွေးရင်စရာမလိုသေးပါဘူးအချိန်ကြာလာတဲ့များကဘာကြီးရဲ့လက်ပတ်မှုကနှေးသွားနိုင်ပေမဲ့ဒါဟာနှစ်သက်ပေါင်းများစွာကြာအောင်ပဲကိစ္စပါဒါပေမဲ့ဒီအခြေအနေကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့ကျွန်တော်တို့ရှင်းသန်နေတဲ့ဒီကဘာမြေရဲ့သဘောတရားဟာဘယ်လောက်တောင်အင်အားကြီးမှတဲ့ဆိုတာပါပဲမိတ်ဆွေရောတကယ်လို့ဒီ9စက္ကန့်ကိုကြုံတွေ့ခဲ့ရမယ်ဆိုရင်ဘယ်လိုရှင်းသန်အောင်ကြိုးစားမလဲအောက်မှာ comment မှန်ပေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ